Okay ဒီကောင်လေးကနည်းနည်းကျိုးမြင့်နေပါချိန်ရမယ်အနေထားလေးဒီကောင် brand ကတော့ Legenda ဒီကောင်က Eric brand ပေါ့ဒါပေမဲ့ကျိုးမှာတော့တော်တော်နာမည်ကြီးတယ်ဂီတာမှာလည်းအတန်ရှူတဲ့ဘက်ကိုသွားတယ်ပေါ့သူကအဲဆိုသူကျွန်းနဲ့လှုပ်ထားတယ်သူဒါဂျပန်ယူလေးတွေပေါ့ဂျပန်လာဒါပေမဲ့ China စိတ်နဲ့လာChina စိတ်နဲ့လာဒီကောင်လေးကEricကကင်ဘူးရဲ့နေထားမှာသူကအတန်ရှူတဲ့ဘက်ရှူပြီးကြည်လင်တဲ့ဘက်ကိုသွားတယ်ပေါ့ Okay ဒီကောင်လေးနောက်ရက်ချွိုင်းပြီးမှပဲနှစ်ပြန်မှပဲဆက်တင်ပြီးတော့မယ်